မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနတနတ်စာလူကတော့ဝင်းနေရှင်မအီအီအောင်မှလူရန်ပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပင်ရုံဟင်းဖြင့်ထမင်းတနတ်စာပါကုန်ကြငွေ3,500ကျပ်ဖြစ်ပါတယ်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက်စေတနာရှင်ဝင်းနေရှင်မအီအီအောင်လည်းမွေးနေ့မှစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။အန္တရာယ်ကင်းဘေးရှင်ပါစေ။စီးပွားလက်လာပါများလဲပွင့်လန်းဝေစားကြပါစေရှင်။အလုတ်ကင်အကျန်းစီများလဲအောင်မြင်ကြပါစေ။မရှိစကားမကြားရပါစေနဲ့။အလူရေဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလဲဖြစ်ကြပါစေရှင်။ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။သူတော်ကောင်းများလဲစောင့်ရှောက်ကြပါစေရှင်။ရတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတဲ့ဖြစ်ကြ၍အရင်ပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းစင့်ကဲပြုလုပ်နိုင်ကြပါစေကြောင်းကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကခွေးလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်